စလော့ရဲ့နေရာကိုဆက်ခံမှုရေပန်းစားဆုံးဖြစ်နေတဲ့နီးပြ၄ယောက်ရာသီစောပိုင်းမှာလီဗာပူးလိုထိပ်တန်းအသင်းဟာနီးပြသေးလောက်မှာဒီလိုရှုံးပွဲဆက်နေမယ်အန်ဖီကွိတ်မှာပြိုင်ဘက်တွေကရည်စရာနေရာလိုလာလောက်သွားမယ်လို့ဘယ်သူမှထင်ခဲ့ကြမှာမဟုတ်ပါဘူးသူတင်ချာချင်းကလော့လိုနီးပြကြီးချထားခဲ့တဲ့မွေနှစ်နဲ့နွေရာသီမှာငွေမြောင်များသုံးပြီးတော့ခေါ်ယူထားတဲ့ကစားမသစ်တွေရဲ့အင်အားရှိနေတဲ့အသင်းတွေဒီလိုအခြေအနေမျိုးကလုံးဝလက်ခံနိုင်စရာမရှိပါဘူးပရိသတ်တွေကကိုသိန်းရှုံးနေအောင်မခံစားနိုင်တော့ပဲကစားမတွေကိုယ်တိုင်ထွက်သွားဖို့မောင်းထုံးနေဆိုတဲ့အချက်ကအခြေအနေဘယ်လောက်ဆိုးဝါးနေပြီလဲဆိုတာပြသနေပါပြီအန်ဖီဆိုတာပြိုင်ဘက်တွေတော့အများတန်းငရဲလိုနေရာလီဗာပူးကစားမတွေအတွက်အားရင်ဖြစ်တဲ့နေရာပါအခုလိုဟီးဟာလာလို့ဆရာနေရာကြီးဖြစ်လာတာစလော့ရဲ့နီးပြွားပိုင်းသာမကအသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းရှိနေပြီဆိုတာကိုညွှန်ပြနေပါတယ်ပရိသတ်ရဲ့ဒေါသနဲ့စိတ်ပြတ်အားငယ်မှုတွေကကစားမတွေပေါ်ပြန်တက်ရောက်ပြီးစွမ်းဆောင်ရည်ကိုထပ်မံကြားဆင်းစေနိုင်ပါတယ်လီဗာပူးအသင်းပိုင်ရှင်တွေ FSG ကစလော့ကိုဒီဇင်ဘာလကုန်ထိချိန်ပေးထားတဲ့ဆိုတဲ့သတင်းကတော့စလော့အတွက်ဒူအိုတိုင်းချိန်တွေကိုပြသနေပါတယ်တကယ်လို့လီဗာပူးကဒီဇင်ဘာလကုန်ထိအမှတ်ပေးစရာမှာထိပ်ဆုံး၄နေရာတော့4နဲ့ဝေးကွာသွားမယ်ဒါမှမဟုတ်ဥရောပပြိုင်ပွဲတွေကနေထွက်ခွာသွားမယ်ဆိုရင်စလော့ကိုယာရုကနေထုတ်ပယ်ဖို့အသင်းပိုင်ရှင်ကနောက်တော့မှာမဟုတ်ပါဘူးနီးပြပြောင်းလဲလုပ်ပြီးတော့ယာတီကိုပြန်လဲကယ်တင်ဖို့စူးစမ်းပါလိမ့်မယ်တကယ်လို့စလော့ကိုထုတ်ပယ်ခဲ့မယ်ဆိုရင်လီဗာပူးအသင်းရဲ့ရေပန်းစားဆုံးနီးပြလောင်းနေရာတွေရှိနေပါတယ်သူတို့တွေကတော့အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iBet ခွန်ရှိကိုနဲ့ Five Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 65လုံး1643ညကိုစသွယ်လိုက်ပါနံပါတ်4 Unai Emery ကဥရောပတွေ့ကြုံလွန်ကျွဲသွားတဲ့နီးပြတူပါစီဗီလာဗီလာရီယယ်တို့လိုအသင်းငယ်လေးတွေနဲ့ဥရောပပြိုင်ပွဲတွေမှာအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပြီးဗီလာကိုလည်းဂျရက်စီကနေဆက်ခံပြီးနောက်ထိပ်ဆုံးလေးနေအောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ပရီးမီးယားလိမှာအတွေ့အကြုံရှိခြင်းလေးနက်တဲ့ကစားဟန်ကိုဖော်ဆောင်နိုင်ခြင်းဟာလီဗာပူးရဲ့ရုန်းကန်နေရတဲ့ခံစစ်ပိုင်းကိုတည်ငြိမ်စေဖို့တင့်တော်ပါတယ်လီဗာပူးပရိသတ်တွေကသူ့ရဲ့အာဆနယ်နဲ့ဆိုးရတဲ့အချိန်ကာလကိုမမေ့နိုင်သေးပါဘူးအာဆနယ်လိုထိပ်တန်းကလပ်ကြီးတစ်ခုမှရေရှည်တည်ငြိမ်တဲ့အောင်မြင်မှုမပြနိုင်ခဲ့တာတော့ဘေးကွန်းထုတ်စရာပါနံပါတ်3 Oliver Glasner ကလီဗာပူးအတွက်ရုပ်ထိရှိဆုံးနဲ့ချက်ချင်းထိရောက်မှုရှိနိုင်ဆုံးနီးပြသေးဖြစ်နိုင်ပါတယ်ဘယ်လစ်ကိုရောက်ပြီးကတည်းကသူဟာအသင်းကိုဘွားသေးတစ်ခုပေးခဲ့ပြီးတော့အထူးသဖြင့်နောက်24မှာ FA ဖလားနဲ့ Community Shield လို့အောင်မြင်မှုတွေရယူပေးနိုင်ခဲ့တာသူ့ရဲ့အရေးချင်းကိုတက်တည်ပြနေပါတယ်သူ့ရဲ့ကစားဟန်ကတိုက်စစ်ဆန်ပြီးတော့ပြင်းထန်တဲ့ကစားဟန်ဖြစ်တာကြောင့်ကလော့ရဲ့ဒသနာနဲ့အနီးစပ်ဆုံးရှိပြီးတော့လီဗာပူးအသင်းသားနဲ့လည်းလိုက်ဖက်မှုရှိနေပါတယ်နံပါတ်2အန်တိုနီအီရာူလာကလီဗာပူးရဲ့ပြစ်မှတ်ရှင်းမှာပါတင်သူပါဘုံမောက်လို့အသင်းကိုထိတ်တန်းအသင်းကြီးတွေကြောက်ရတဲ့အသင်းဖြစ်နေပြောင်းလဲပေးနိုင်ခဲ့ပါတယ်သူ့ရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်စစ်ဆန်တဲ့ကစားပုံကလီဗာပူးပရိသတ်တွေနှစ်သက်မဲ့ကစားဟန်မျိုးပါဘုံမောက်အသင်းကဒီနွေရာသီမှာဒင်းဝိုင်ဆန်စပါနီတို့လိုအဓိကကစားမရေးဆုံးရှုံးခဲ့ရပေမဲ့လည်းပုံစံမပြတ်ပဲဆက်လက်အားကောင်းနေအောင်ထိန်းထားနိုင်တာသူ့ရဲ့နီးပြစွမ်းရင်ကိုတက်တည်ပြလို့နေပါတယ်နံပါတ်1ဂျာဂျင်ကလော့ကလီဗာပူးအတွက်အဓိပ္ပာယ်အရှိဆုံးနဲ့စိတ်ဝင်စားမှုရှိစရာအကောင်းဆုံးရွေးချယ်မှုပါပဲအသင်းကြောင့်ကောင်းကောင်းသိပြီးသားကစားသမားတွေနဲ့ဆက်ဆံရင်ကောင်းမှပြီးသားဖြစ်လို့ချက်ချင်းအကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါတယ်သူကလီဗာပူးကို9ရာသီတွင်အင်္ဂလန်မှာရောဥရောပမှာပါထိပ်တန်းအသင်းပြန်ဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့သူပါသူရဲ့လီဗာပူးကလွဲပြီးတော့ပရီးမီးယားလိမှာပဲအသင်းမှာနီးပြမှာမဟုတ်ဆိုတဲ့မှတ်ချက်ကလီဗာပူးကိုချစ်တဲ့စိတ်ကိုပြသနေတာကြောင့်ပရိသတ်တွေကလည်းသူ့ပြန်မြင်ရဖို့အရန်ကိုပျော်ရွှင်ကြမှာပါလီဗာပူးရဲ့အချက်တဲကိုရာသီလယ်မှာဖြည့်ရှင်းပေးနိုင်မဲ့ဒဝရီသောမိသက်သမားပါပဲရေပန်းစားဆုံးဖြစ်နေတာအန်ဩစရာတော့မဟုတ်ပေမဲ့ကလော့ရဲ့ဆန္ဒကသာအဓိကအကြဆုံးဖြစ်နေရှိနေကြတာဖြစ်ပါတယ်ဇော်နေချစ်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iBet ခွန်ရှိကိုနဲ့ Five Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 65လုံး1643ညကိုစသွယ်လိုက်ပါ